နေ့မှာတော့တန်းတလွန်ရွက်ဟင်းလေးချစ်စားမယ်တန်းတလွန်ရွက်ကိုသွားခုပါမယ်ဗျာခြံနဲ့တန်းတလွန်ရွက်ကိုစံပြုတ်လေးရယ်ထမင်းနည်းနည်းအနှဲငယ်နဲ့ပြုတ်လိုက်မယ်ဆိုတော့လောလောဆယ်တည်းအထက်ကပြုံရင်ခုမယ်ဆိုတော့နုနုလေးမှစားလို့ကောင်းတာလေးနော်ကဲနောက်လာဆိုရင်တော့မြစ်တွေတူးလို့ရပါပြီမြစ်တူးတဲ့ຢာတီရောက်တယ်ဆိုရင်ကျွန်တော်ဘလော်လေးပြန်ရိုက်ပြပေးမယ်နော်မနေ့ကလည်းကျွန်တော်ဒီဝယုံတော့မှာပဲမြစ်တွေတူးတယ်သူလည်းကျွန်တော်မနေ့ကတင်တဲ့ vlog မှာ 1k လောက်ထိတက်သွားတယ်ပေါ့နော်မြစ်တူးတဲ့ vlog လေးကိုဒီနေ့ကိုလည်းကျွန်တော်အလုပ်အားတဲ့ချိန်နဲ့ကွတိညာတယ်ဆိုရင်တော့မြစ်တူးတဲ့ vlog လေးကိုရိုက်ပြမယ်ဒါပေမဲ့တော်တော်လေးကိုချိန်ကြိုက်ပါတယ်မြစ်တူးရတာအခုကတော့ကျွန်တော်ကတန်းတလွန်ရွက်ဟင်းရည်လေးချက်မှဖြစ်တဲ့အတွက်တန်းတလွန်ရွက်ကိုခူးပါတော့မယ်ဒါတန်းတလွန်အသီးရှိရင်တော့ကျွန်တော်တီးစုံကလပဲချစ်လို့ရတယ်အခုကနှုတ်သေးတယ်ဆိုတော့ကျွန်တော်ဟင်းရည်အတွက်ပဲစံပြုံလေးနဲ့အဖွားကိုလမ်းသွားတယ်ဗောနော်အဖွားဒါလေးတွေကိုချစ်ကျွေးတယ်ငယ်ငယ်တုန်းကတင်ညိုတွေအိုးမိုင်းနဲ့ရသည်ဒီကဘာလွားပြလွန်နာတီအနောင်မြောက်တော့ကမိုးသားလေးတွေမျိုးကြည့်တဲ့ရသည်ဒီမဲ့ဆိုသေးလို့ရပါပြီမင်းဆိုတာမရှိတော့တဲ့ဘဝကြီးမှာမင်းနဲ့မတရှင်ကြဒီမှာတော့မိုးချုပ်ပြီဆိုတော့အချိန်တော်တော်ကြိုက်တယ်မြစ်တူးတဲ့အချိန်ဆိုရင်တော်ကြိုက်တယ်ကျွတ်တယ်တော့ကိုဖြစ်နိုင်တယ်ဘောနော်ဒီကအချိန်ကချိန်ကြားတွေများရတော့အချိန်တွေထို့အချိန်တွေဆိုတော့ကြီးတယ်ကိုမြန်မာပြည်မှာမမြင်ဘူးတဲ့ချိန်ကြီးလဲကြီးတယ်ညနေအတွက်ဟင်းတစ်ခွက်တော့ဟင်းရည်တစ်ခွက်တော့ရပါပြီဆိုတော့အပြင်မှာသွားပြီးခူးပါအောင်မယ်နေသေးတယ်ဆိုတော့ဟိုမှာကဲဒီလောက်ဆိုတော့ဆန်လေးအနှဲငယ်လေးနဲ့ဟင်းလေးချက်ပြီးဆိုရင်သမင်းစားလို့မြင်စင်မဲ့ဟင်းတစ်ခုလေးရပါပြီအားလုံးပဲဘဘိုင်မှာခမရတန်းတန်းရွက်ကတော့ဆေးဖက်ဝင်ပုံနီးကတော့တန်းတန်းရွက်ဆေးဖက်ဝင်ပုံကတော့ချစ်တငယ်ချင်းတို့လည်းတည်မယ်ထင်တယ်ဒါတန်းတန်းပင်ရဲ့အာနိတင်ဒါမှမဟုတ်ရင်စေဖဲဝင်ပုံများလို့ရရှာတယ်တော့ဒီမှာထွက်လာမယ်ပေါ့နော်ဒါအာနိတင်တော့ကျွန်တော်မပြောပြတော့ပါဘူးကျွန်တော်ဟင်းလေးချက်ပါတော့မယ်အားလုံးဘိုင်